online ပေါ်မှာရှိတဲ့ညီကိုမောင်နှမအရောက်စီတိုင်းဖျားတခင်အထူးကောင်းကြည့်ပေးပါစေအားလုံးအရောက်စီတိုင်းမင်္ဂလာပါလို့နှုတ်ခွန်းဆက်တတ်ပါတယ်ဒီနေ့ကျွန်တော်ဖျားရဲ့နှုတ်ကပတ်တော်ကြည်ရှုဖတ်ရှုဆင်ခြင်လေ့လာပြီးအနည်းအငယ်ခွန်အားပေးချင်ပါတယ်ကောင်းစဉ်ကတော့မျိုးစိကိုပုံမှန်ကျဲပါတစ်အမြဲတမ်းအမှုတော်ဆောင်သူကိုမျိုးစိချပါနှစ်ယုံကြည်သောသူကိုမျိုးစိချပါသုံးစင်ရသားကိုမျိုးစိချပါနှုတ်ကပတ်တော်တုတ်တန်ကျမ်းခန်းကြီး19ပိုက်ငယ်19စင်ရသားကိုတနာတော်သူသည်သာရဖျားအားချီးငှားတော်သူဖြစ်၍သူပြုတ်သောအမှု၏အကျိုးကိုပေးဆက်တော်မူလိမ့်မည်တဲ့နှုတ်ကပတ်တော်ထဲမှာရှင်းရှင်းလေးပဲပြောထားပါတယ်။အဲကြောင့်ချစ်တော်ညီကိုတို့စင်ရသားတို့ဒုက္ခရောက်တဲ့လူတွေဆင်းရဲတဲ့လူတွေတကယ်ကိုနွမ်းပါလို့တကယ်လိုအပ်တဲ့လူလေးကိုကျွန်တော်တို့မျိုးစိချပါအဲ့ဒီမျိုးစိလေးကဖျားကမှတ်ထားတယ်တဲ့ဖျားကအကျွေးမှတ်ထားတယ်တဲ့အချိန်တိုင်းဖျားကအဲ့ဒီအကျွေးကပြန်ဆက်ပေးမှာအဲဒါကြောင့်ချစ်တော်ညီကိုတို့မျိုးစိကိုပုံမှန်ကျဲပါပုံမှန်ချပါနောက်ထပ်ကျမ်းပိုက်တစ်ပိုက်တုတ်တန်ကျမ်းခန်းကြီး17ပိုက်ငယ်25မှာစွန့်ကြဲတတ်တော်သူသည်ကြွေဝလိုက်မည်တဲ့သူတစ်ပါးကိုရေလောင်းတော်သူသည်ကိုယ်တိုင်ရေလောင်းခြင်းအကျိုးကိုခံရလိုက်မည်တဲ့နှုတ်ကပတ်တော်ကရှင်းလေးပဲပြောထားပါတယ်နော်စွန့်ကြဲတတ်တော်သူသည်တဲ့ကြွေဝလိုက်မည်တဲ့ချစ်တော်ညီကိုတို့ကျဲပါမျိုးစိလေးစွန့်ပါနော်တင်းရဲ့အတက်တာကြွေဝလာမယ်ဟာလေလုယာအာမင်အဲကြောင့်သူတစ်ပါးကိုရေလောင်းတော်သူသည်တဲ့ကိုယ်တိုင်ရေလောင်းခြင်းအကျိုးကိုခံရလိုက်မည်တဲ့အခြားဘာသာ